ဂျပန်နိုင်ငံဆာကူရာရွာလေးမှာတော့အရန်ကိုလှပတဲ့အိမ်လေးတစ်အိမ်ရှိနေပါတယ်။အိမ်လေးကအရန်ကိုနေချင်စရာကောင်းတဲ့အိမ်လေးပါပဲ။အဲ့ဒီအိမ်ထဲမှာတော့လင်များတတွဲနေကြတာပါ။ယောက်ျားဖြစ်သူကတော့ရှီနိုဖြစ်ပြီးမိန်းမဖြစ်သူကတော့အိုနာဖြစ်ပါတယ်။သူတို့ကတယောက်နဲ့တယောက်တိတ်ကုန်ချစ်ကြတဲ့လင်များတတွဲဖြစ်ပါတယ်။ကိုကြီးဒီညအရန်ကိုလှရနော် ဟုတ်တယ်ချစ်လေးဒီလိုလှတဲ့ညမျိုးမှာချစ်လေးနဲ့တူတူရှိနေတာကိုအတွက်တိတ်ကန်ကောင်းတယ်လို့ပြောရမယ် ချစ်လဲတူပါပဲကိုရဲ့ကိုလိုယောက်ျားမျိုးရထားတာမလို့အရန်ကန်ကောင်းနဲ့ပြောရမှာပဲသူတို့ရဲ့အိမ်ပြင်ဖက်မှာတော့ချယ်ရီပန်းလေးတွေကအရန်ကိုလှလှပပနဲ့ကြွေကြမြေခနေပါတယ်ဒီနောက်ညစာစားချိန်ရောက်လာတာမလို့အိုနာတို့လည်းညစာစားကြတာပေါ့ ချစ်လေးရဲ့လက်ရတော့ရှယ်ပဲကွာဒီညတော့ဘိုက်ပေါအောင်စားပြအောင်မယ် ကျေးဇူးပါကိုရဲ့ဒီနောက်ရှင်တို့တယောက်တစ်ခုခုတွေးမိသွားပြီးငိုင်းတိုင်းဖြစ်နေပါတယ်ကိုဘာဖြစ်လို့လဲရင်စားမကောင်းလား အော်မဟုတ်ပါဘူးချစ်လေးကိုအရေးကြီးစကားပြောစရာရှိတယ် ပြောလေကိုရဲ့ပါများလဲ နောက်လောက်ဆိုရင်ချစ်လေးနဲ့ကိုနဲ့ခဏခွဲရမယ်ထင်တယ်စစ်ပွဲကြီးလဲစနေပြီဆိုတော့ကိုစစ်ပွဲထဲဝင်ရတော့မယ်ချစ်လေး ရှင်စစ်တိုက်ရတော့မှာလားအဲ့ဒါဆိုအိုနာတယောက်တည်းဖြစ်နေမှာပေါ့လွှဲရတော့မှာပဲကိုရဲ့ မကြပါဘူးချစ်လေးစစ်ပွဲဆိုပေမဲ့အရင်ကြီးတဲ့စစ်ပွဲမဟုတ်ပါဘူးတေချာပေါက်ပြန်လာမှာပါ အဲ့လိုနဲ့နောက်ထပ်9လလောက်ကြာသွားပါတယ်9လအထိကြာသွားပြီမလို့အိုနာလည်းတယောက်တည်းအထီးကျန်လာတာပေါ့တယောက်တည်းနေရတာပြင်းလိုက်တာဟာအိုးငါလှတာပဲငါအတွက်ပျော်စရာကောင်းတဲ့ယောက်ျားတယောက်လောက်ရှင်ပြင်းစရာလိုမှမဟုတ်ဘူးငါယောက်ျားရှိလို့လဲစစ်ပွဲထဲမှာတိတ်နေပြီလားမသိဘူးအိုးမသိလဲ तू သိမှာမဟုတ်တာအိုနာကသစ္စာဖောက်ပြီးနောက်ယောက်ျားတယောက်နဲ့ရင်းရင်းနှီးနှီးနေပါလေရောရှင်ကိုကျမအိမ်မှာညနေစာလိုက်စားဖို့ဖိတ်ပါတယ်ရှင်အဲ့ဒီနောက်ညနေဖက်မှာတော့ဟိုကိုလို့ခေါ်တဲ့ယောက်ျားနဲ့ညစာစားနေကြပါတယ် တလောက်လှပြီတလောက်ဟင်းချက်ကောင်းတာကွာမင်းတို့မိန်းကလေးမျိုးကရီးစားလေးပါလေတာမရှိဘူးလား မရှိပါဘူးကျမမှာဘာကြီးစားမှမရှိဘူး ဟုတ်လားကိုတော့မင်းလေးရဲ့အလှမှာကြာရှုံးသွားပြီထင်တယ်အိုနာ အဲ့ဒါဆိုလဲကျမတို့ဒီညတူတူဖြတ်တန်းတာပေါ့မဟုတ်ဘူးလားရှင် မင်းလေးသာခွင့်ပြုမယ်ဆိုရင်မဖြစ်နိုင်စရာဘယ်ရှိပါမလဲကွာ အဲ့လိုနဲ့ညနေဖက်ကနေညဖက်ကိုရောက်လာပါတယ်ကန်ဆိုးချင်တော့အဲ့ဒီညမှာရှင်နိုကစစ်ပွဲပြီးလို့ပြန်လာခဲ့တာပါ ငါမိမတော့ငါ့ကိုမြင်ဘလောက်တောင်ပြောမလဲမသိဘူးကွာ အဲ့လိုနဲ့ရှင်နိုလည်းအိမ်ကိုပြန်လာခဲ့တာပေါ့ဒါပေမဲ့လည်းသူတစ်သက်လုံးတွေးတော့မတွေးထင်တော့မထင်ထားတာတွေကိုမြင်လိုက်ရပါတော့တယ် ဟျောင်းမင်းဘာလာလောက်တာလဲ ဟမ်ရှင်နိုရှင်ပြန်လာပြီလားကျမရှင်းပြမယ်နော်ဟိုကိုကတော့ချက်ချင်းကိုထွက်ပြေးသွားတာပါ ဟျောင်းရက်စံရက်လို့ပြောနေတယ်လေ ဒါပေမဲ့ဟိုကိုကအမြန်ပဲထွက်ပြေးသွားတာပါ ပြေးတာတောင်ရဲမြန်တဲ့ကောင်ပဲညောင်းနဲ့များဆက်မွေးထားလားမသိဘူးဘယ်ပြောက်သွားမှန်းမသိဘူးကွာနေဟာငေါ့သစ္စာဖောက်ပြီးတခြားကောင်နဲ့နေနေပေါ့လေနေအပြစ်တွေအတွက်နင်ကိုယ်တိုင်ပေးဆက်ရမယ် ကျမတောင်းပန်ပါတယ်ရှင်ဒါပေမဲ့ရှင်ကျမကိုထားခဲ့တာကြာနေပြီလေကျမရဲ့ဒီလိုလှပတဲ့မျက်နှာလေးကဘသူ့အတွက်လဲကျမလှတာအတိတ်ပဲမရှိဘူးလေအဲ့ဒါကြောင့်ပါ ဘာကွာအေးအတိတ်ပဲရှိအောင်ငါပဲလှုပ်ပေးရမှာပေါ့ကဲကွာရှော့ ရှင်နိုကအိုနာရဲ့ပစက်ကြီးကိုတားနဲ့လှီးထုတ်ပြီးတပ်ပစ်လိုက်တာပါဒါပေမဲ့အိုနာကမကျွတ်မလွတ်တဲ့ဖြစ်ကုန်ပြီးကိုချီစာကဲအိုနာတရေမဖြစ်သွားပါတယ်ဒီတရေမကဟိုးရှိခစ်ထဲကနေအခုခေတ်အထိရှိနေတာပါဟာကွာစောင်းရင်းဆိုတော့မှောင်တာမြင်လိုက်တာအခုမှအစိုးရရှိသေးတယ်မှောင်နေပြီငါကြောက်တတ်ပါတယ်ဆိုဟာအဲ့လိုပြန်လာနေတော့မှာပဲအေးဟိုမှာမိန်းကလေးတယောက်ပါလားသူနဲ့အတူတူသွားရင်ကောင်းမယ်ဒါဆိုတရေကြောက်စရာမလိုတော့ဘူးဒါပေမဲ့အဲ့ဒါကအိုနာတရေမဆိုတာကိုမသိလိုက်ပါဘူးအမရေအမဘယ်ဘက်ကိုသွားမှလဲအရှိလားအနောက်လားညီမလေးကအနောက်ဘက်ကိုသွားမှာသွားမဲ့ဖက်တုံရင်အတူတူသွားရအောင်လေဒါပေမဲ့သူမေးနေတဲ့မိန်းမကြီးဟာရှေးခေတ်အဝတ်စားကြီးဝတ်ထားပြီးလက်ထဲမှာလည်းကက်ကြီးတစ်လက်ကိုကင်ထားတာမြင်လိုက်ရတော့ကလေးမလေးလည်းလန့်သွားပါလေရောငါလှလားကလေးမရှင်အော်အမလှမယ်ထင်တယ်ဒါပေမဲ့မတ်ကြီးတက်ထားတော့ညီမလေးလည်းသိချာမသိဘူးလေအမအော်မတ်ကရှုပ်နေရပေါ့ကောင်းပြီမတ်ကိုချွတ်လိုက်မယ်ကဲအခုငါလှသေးလားကလေးမလည်းအာပြဲကြီးနဲ့អော်လိုက်ပေမဲ့အိုနာတရေမကသူ့ရဲ့ပစက်ကြီးကိုကတ်ကြီးနဲ့ညှက်လိုက်ပြီးတက်လိုက်ပါတော့တယ်ဂျပန်နိုင်ငံစောင်းရသည်ကအရန်ကိုအေးဆက်လွန်းပါတယ်နှင်းတွေကလည်းတစ်ချိန်လုံးလိုတဖွဲဖွဲကျနေရမလို့
အပြင်ဘက်မှာလူသိမ့်မရှိပါဘူးကယ်ရီလို့ခေါ်တဲ့ကောင်မလေးကတော့အမေသမီးအိမ်ထဲမှာနေရတာပြင်းလာပြီတငယ်ချင်းတွေနဲ့သွားဆောင်မယ်နော် ဘယ်ဦးသွားဆော့မှာလဲသမီးအပြင်မှာတလောက်အိတ်ခဲနေတာမမြင်ဘူးလားအိမ်မှာပဲနေစမ်းမှာသမီးရဲ့ မရဘူးမေရဲ့သမီးအိမ်ထဲမှာနေရကြာနေလေခဏလေးပဲဆော့မှာပါပြီးတော့အဝေးကြီးမဟုတ်ဘူးလေဒီနာအိမ်မှာပဲဆော့မှာမေရဲ့လောက်ပါနော်မေခဏလေးပဲ ဟာကောင်းပြီဒါပေမဲ့ခဏပဲရမယ်နော်ကြိုင်အရက်ခင်ရမယ်โอเค ရှေးဒါမှတော့မမေကွာမကြပါဘူးအမေရဲ့သမီးပြန်လာမယ်နော် ဒီအောင်သမီးအပြင်သွားလို့မိမတယောက်ကသူ့ကိုယ်သူလှလာလို့မေသမီးကဘာမှမပြောနဲ့တော့ကြားလား ဟုတ်ကဲ့မမေသမီးမှတ်ထားပါမယ်ဒီနောက်မှာတော့ကယ်ရီလည်းသူ့တငယ်ချင်းတွေနဲ့တူတူပြေးတန်းလိုက်တန်းကစားကြတာပေါ့တငယ်ချင်း၃ယောက်သားပန်းချန်နဲ့သွားနေကြတာပါနှင်းတွေအရန်ကြနေပေမဲ့မစော့ရတာကြာနေပြီမလို့ကယ်ရီတို့လည်းအရန်ကိုပျော်နေရပေါ့ဒါပေမဲ့ရှာတီဦးတူကတော့အရန်ကိုအေးဆက်လို့ကောင်းနေတော့မှအဲ့ဒါကြောင့်ပန်းချန်ထဲမှာတခြားဘဲကလေးမှမရှိသလိုခွေးတစ်ကောင်တော့မရှိပါဘူးအဲ့လိုစော့ရင်ညဘက်တောင်ရောက်သွားပါတယ်ကယ်ရီတို့ကစော့လို့ကောင်းနေတာမလို့ညဘက်ရောက်သွားတာတော့မသိလိုက်ဘူးတွေဖြစ်နေတာပါအဲ့ဒီချိန်မှာပဲအိုနာတရေမှပေါ်လာပါလေရောအိုနာကကလေးမလေးကိုမေးလိုက်ပါတယ်ငါလှလားရှင်အဲ့ဒီကြီးကမတ်ကြီးထပ်ထားတော့ဘလို့လဲသိမှလဲလို့မသိဘူးလေဟာရှုပ်ပါတယ်ဒီကနေထွက်သွားစမ်းပါရှင်ဒီမှာကစားလို့ကောင်းနေပါတယ်ဆိုဘာရီလာမင်းနေမှမသိဘူးကယ်ရီရဲ့တငယ်ချင်းတွေကတရေမှမသိဘာမှမသိမောင်းထုတ်နေကြတာပါကယ်ရီကတော့နှင်းရုပ်ကြီးတယောက်ကိုလှုပ်နေတာမလို့တယောက်တည်းအလုတ်တွေရှုပ်နေတာပေါ့အဲ့ဒီချိန်မှာပဲဒါဆိုလဲမတ်ကိုချွတ်လိုက်မယ်နော်အိုနာကမတ်ကိုချွတ်လိုက်တဲ့အခါမှာဘလို့လဲငါလှတယ်မလားပြောစမ်းကယ်ရီရဲ့တငယ်ချင်းညောက်လုံးအိုနာလက်ချက်နဲ့တေဆုံးသွားခဲ့ပါတယ်ကယ်ရီကတော့သူ့တငယ်ချင်းတွေအသက်ခံလိုက်ရတာကိုမြင်သွားပြီးအရှမ်းကိုရှောက်ရသွားပါတယ်ကယ်ရီအမေကတော့ကယ်ရီပြန်မလာသေးတာမလို့အရှမ်းကိုစိတ်ပူနေရပါဟာဒီချိန်นี่ပြန်မလာသေးဘူးဘာမှဖြစ်နေပြီလဲမသိဘူးဒီကလေးနဲ့တော့ဒုက္ခပါပဲ ကယ်ရီကတော့သူ့တငယ်ချင်းတယောက်ရဲ့အလောင်းကိုကြည့်ပြီးအရှမ်းကိုလှန့်နေရပေါ့ငါတငယ်ချင်းတွေကိုဘသူတတ်သွားလဲငါလှတယ်မလားကလေးမကယ်ရီကရုတ်တရက်သူ့အမေမှားခဲ့တဲ့စကားကိုတတိယသွားပါတယ်ဟာဘသူပြောနေရလဲအတန်ပဲကြားရရောဒီနောက်မှာဘသူမှလည်းမရှိပါလားပါလားဟာရုတ်တရက်ကယ်ရီနောက်ကနေအိုနာတရေမကြီးပေါ်လာပြီးငါလှတယ်မလားကလေးမကယ်ရီကသူ့နောက်ကိုလှည့်ကြည့်လိုက်ပါတယ်ဒါပေမဲ့ဘာမှတော့မပြောပါဘူးငါလှလားလို့မေးနေတယ်လေဒါပေမဲ့ကယ်ရီကသူ့အမေမှားထားတဲ့အတိုင်းဘာဆိုဘာမှမပြောဘဲနေနေတာပါလှတယ်လည်းမပြောဘူးမလှဘူးလို့လည်းမပြောပါဘူးဘာလို့လဲဆိုတော့အိုနာတရေမကဘလို့ပြောတတ်မှမလို့ပါပဲဒါပေမဲ့ကယ်ရီကဘာဆိုဘာမှမပြောတာမလို့အိုနာတရေမလည်းဘာမှမလုပ်တော့ဘဲနဲ့ပျောက်ကွယ်သွားပါတော့တယ်ကယ်ရီကသူ့အမေမှားလိုက်တဲ့စကားကိုသေချာနားထောင်ခဲ့တာမလို့အသက်ချမ်းသာရရသွားခဲ့ပါတယ်။ဆာကူရာဇလန်တွေကြိုက်တဲ့သူတွေက channel လေးကို subscribe လုပ်ထားပေးပါနော်။ဒီ channel မှာဆာကူရာဇလန်ကောင်းတွေအများကြီးကိုတင်ဆက်ပေးပါမယ်ရှင်။